Hello အားလုံးပဲမင်္ဂလာပါရှင် Missy Memory ကနေကြိုဆိုလိုက်ပါတယ် Missy ကတော့ဒီနေ့ customer လေးတယောက် order လေးတော့ပို့ရင်းနဲ့ဘောနော်ဒီကြောက်ဖျားဘက်ကိုရောက်ဖြစ်ပါတယ်အဲ့ဒါနဲ့ Missy တို့ကြောက်ဖျားနားမှာရှိရဲ့မကထားဆိုင်လေးကိုရာသီဥတုကလည်းကိုယ့်ဘက်ပါနေရဆိုတော့ဝင်းဆွဲလိုက်ပါတယ်ကဲအဲ့တော့ဒီကြောက်ဖျားမြစ်ဘေးကမကထားဆိုင်169ဘတ်နဲ့ရတဲ့မကထားဆိုင်လေးကိုရောက်ရှိပါပြီ169ဘတ်ကတော့ဒီ test ကဘာညာအပြီးတော့မဟုတ်ဘူးပေါ့နော် test ကအပါဆိုရင်တော့210ကျော်အဲ့လောက်ပဲကြပါတယ်ရှင့်ဆိုင်က4နာရီဆိုစဖွင့်ပါပြီမီစီတို့ရောက်သွားတဲ့ချိန်ကတော့4နာရီခွဲပေါ့နော်ရောက်သွားတဲ့ချိန်နဲ့ဒီနေရလည်းအရင်ပူမနေတော့ဘူးနေအေးလေးပဲရှိရတယ်ကဲအဲ့တော့ဘိုက်ကလည်းစားလာဖြစ်တဲ့အတွက်မီစီတို့ဆိုင်လေးကိုသွားပါပြီဒီဆိုင်လေးကမီစီပေါ့နော်ခဏရောက်ဖြစ်တဲ့ဆိုင်လေးပါဘာလို့ရောက်ဖြစ်လဲဆိုတော့ဒီကြောက်ဖျားမြေကိုကြည့်ပြီးတော့မူကထစားရတဲ့ feeling လေးကိုကြိုက်လို့ပါရာသီဥတုအေးလေးမှာမူကထလေးစားရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ပါဘူးရှင်ကဲအဲ့တော့ဆိုင်အပေါ်ဓာတ်ကိုရောက်ပါပြီရှင်ဆိုင်ကတော့မီစီရဲ့ရောက်ချင်းကတော့လူကတော့ပါတယ်ဒါမဲ့တဖြည်းဖြည်းချင်းညနေ6နာရီလောက်ဆိုရင်တော့ဆိုင်ကလူများလာပြီပေါ့နော်မီစီတို့ရောက်ခါကြတော့ဆိုင်ကဖွင့်ခါစားလေးပဲဆိုတော့လူကတော့မရှိဘူးပေါ့ကဲအဲ့တော့စားဖွင့်ကိုလာလေးနဲ့စားလိုက်ပါတယ်ကဲအဲ့တော့ကိုလာလေးတောက်ပြီးတော့မီစီတို့ကထာလေးစားပါတော့မယ်ရှင့်ရှေ့တယောက်ကတော့ကင်မိုးအတွက်ကိုသူထောပတ်တွေပါတင်နေပြီပေါ့နော်မီစီကတော့သူကင်ပြီးမှပဲစားမှာဆိုတော့ကိုယူထားတဲ့ဒီမှာပေါက်စီတို့ဒီဂျင်ဆန်းလေးတွေစားမှာပဲဖြစ်ပါတယ်ဒီဆိုင်မှာကစီ side dish လေးလည်းကောင်းတယ်အရသာရှိရပေါ့နော်မီစီကတော့ကြိုက်တယ်နည်းနည်းပဲယူထားသေးတယ်ပြီးတော့မှပဲကိုပိုက်ဆိုင်စားတယ်လို့မျိုးစားချင်တဲ့လောက်လေးထပ်ပြီးတော့ထားယူမယ်ပေါ့နော်အများကြီးတော့မယူထားအောင်မစီတော့စားနေတဲ့လောက်လေးပဲယူပြီးတော့ဖြည်းဖြည်းချင်းစားမှာဆိုတော့အေးစီလေးပဲစားမှာဒါကတော့ကိုယ်အကြိုက်ဆုံးပစုံဖြစ်ပါတယ်ပစုံကတော့မစီရရောက်ချင်းမို့လို့လားမသိဘူးနောက်ကြမှဆိုလို့ရှိရင်တော့ပစုံလေးတွေကသေးတယ်ဒီရောက်ချင်းဆိုလို့ရှိရင်တော့ဒီလိုမျိုးပစုံအကြီးကြီးတွေချပေးတယ်ပေါ့နော်ပစုံကတော့လိုသလောက်ယူဆိုပေမဲ့လည်းသူတို့ကဒီပစုံပေးတဲ့နေရာရောက်တော့မှသာသူကပစုံထုတ်ပေးတာအဲ့လိုအများကြီးတင်ထားထပ်ထားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ရာသီဥတုအေးလေးကိုကြည့်လိုက်ထမင်းကြော်လေးစားလိုက်ကြောက်ပွင့်တုပ်လေးစားလိုက်အသားကင်ထားတဲ့သားလေးတွေကိုချင်းလေးနဲ့တိုးပြီးတော့စားလိုက်ဘေးမှာလည်းဘာတွေဖြတ်သွားနေရလဲဆိုပြီးတော့လှမ်းဆက်ဆုပ်လိုက်ပါသေးတယ်ဒီနေ့ကတော့အစီအစဉ်မရှိဘဲနဲ့ရောက်ဖြစ်သွားတာပေါ့နော်လမ်းကြုံလို့လည်းဝင်ပြသွားတာလည်းပါတယ်ရာသီဥတုအေးနေရတော့ကိုယ့်ဘက်ပါသွားတာတကြောင်ပေါ့နော်ကဲအဲ့တော့ကိုကင်ထားတဲ့ပစွန်လေးရပါပြီဇွန်နီကတော့ဒီဟာပဲတော့မဟုတ်ဘူးเนาะဒီဟာပြီးသွားရင်ဒါထပ်ပြီးတော့ကင်အောင်ပါမီစီကပစွန်အရန်ကြိုက်တဲ့သူဆိုတော့ပစွန်ကိုတပတ်ကန်မီစီကမပြန်မချင်းကိုကင်စားတာပါအဲ့တော့သူ့အသားကင်နေတာကိုစောင့်နေတော့မီစီကတော့ဒီပစွန်လေးတွေကိုအေးခံထားတာပေါ့เนาะပြီးသွားရင်မီစီလက်လာပါပြီဒါကတော့မီစီနောက်ထပ်တပတ်ကန်ထပ်ကင်တာပေါ့เนาะပစွန်တွေကိုအများကြီးအပုံလိုက်ကင်ပြီးတော့မှမီစီကအဲ့လိုမျိုး share စားတာဆိုတော့လေရာသီဥတုအေးလေးမှာအခုလို vibe လေးနဲ့ဆိုတော့အရန်ကိုမိုက်ပါတယ်ခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးပါနောက် vlog လေးမှာလည်းပြန်တွေ့မယ်နော်အားလုံးတတာ